ဘဝမှာအရာရာကိုပြောင်းပြန်လန်ပြီးအစကနေပြန်စားဖို့ဆိုတာဘယ်လိုမျိုးတတိတွေလိုအပ်မလဲဒီနေ့မှာတော့အလီနာလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ရဲ့ဘဝကိုအကြီးအကျယ်ပြောင်းလဲစေခဲ့တဲ့ခီယန်လန်းကိုအတူတူလိုက်ကြည့်ကြအောင်ပါကဲအလီနာရဲ့ဇလန်တဲကိုဝင်ခင်မှာခဏလေးရက်ကြီးစဉ်းစားကြည့်ကြရအောင်လူတစ်ယောက်အတွက်အတိအကျရှိတဲ့ဘဝဆိုတာတကယ်တော့ဘယ်လိုမျိုးလဲဇလန်တိုင်းမှာအစတစ်ခုရှိစမြဲပါအလီနာတို့တော့အဲ့ဒီအစဟာငီးရောက်ဆုံးလေးနဲ့မြို့ကြီးတစ်မျိုးရဲ့အရေးအောက်မှာပျောက်ဆုံးနေတဲ့မပျော်ရွှင်မှုတွေနဲ့ပြည့်နေခဲ့ပါတယ်မြို့ပြဘဝဆိုတာအိမ်မက်တစ်ခုလိုပါပဲနော်စေလုရှာစရာတွေအခွဲလန်းတွေနဲ့ပြည်နေမယ်လို့အားလုံးကအမျှော်လင့်ကြတာပေါ့ဒါပေမဲ့အလီနာအသက်တော့အဲ့ဒီအိမ်မက်ကအထီးကျန်ပြီးပင်မနှွမ်းနေစရာကောင်းတဲ့တကယ်လက်တွေ့ဘဝဖြစ်ပြောင်းလဲသွားခဲ့ပါတယ်ဟုတ်တယ်မပျော်ရွှင်မှုဆိုတာကြီးကြီးမားမားဖြစ်ရတဲ့ဒီမှာပဲမြင်ရတာမဟုတ်ပါဘူးအလီနာအတွက်တော့ဒါကနေ့တိုင်းလိုခံစားနေရတဲ့ပင်ပန်းနွမ်းနယ်မှုချက်ပြောက်ဖို့ကောင်စစ်မပါတော့လို့အမြန်စာတွေနဲ့ပဲပြီးတော့တဲ့ညစာတွေလို့တင်းငယ်တဲ့ຢာတွေမှာထိနှက်နေခဲ့တာပါအခုဆိုရင်သူ့ဘဝကိုတစ်စစ်ကြိုးပြောင်းလဲဖို့တွန်းအားပေးခဲ့ရဲ့ဝမ်းနဲ့ကြေကွဲစရာဖြစ်ရက်စီကိုဆက်သွားကြည့်ကြရအောင်ဘဝဆိုတာမျက်စိတမိတ်အတွင်းမှာပြောင်းလဲသွားနိုင်တယ်ဆိုတာတကယ်ပါပဲအလီနာတော့အဲ့ဒီအပြောင်းလဲဟာဖုန်းတကော့ကနေစတင်ခဲ့ပြီးရပိုင်းအတွင်းမှာပဲသူ့ကဘာတစ်ခုလုံးပြိုလဲသွားစေခဲ့တဲ့ဝမ်းနဲ့ကြေကွဲစရာဆုံးရှုံးမှုနဲ့အဆုံးသတ်ခဲ့ပါတယ်ကခါလေးမှာအကြီးမားဆုံးအကြက်အတဲလေးတွေကပဲကျွန်တော်တို့ကိုအရာရာကိုအရှင်းလင်းဆုံးမြင်နိုင်အောင်လမ်းကျပေးတတ်ပါတယ်ဒီဆုံးရှုံးမှုဟာအလီနာကိုတိတ်ကိုနာကျင်စေခဲ့ပေမဲ့သူ့အတွက်ဘာတွေကတကယ်အရေးကြီးဆုံးလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်သွားစေခဲ့ပါတယ်ဒီစကလုံးကြီးကသူ့အဖွားစီကရလိုက်တဲ့နောက်ဆုံးလက်ဆောင်တစ်ခုလိုပါပဲဒါဟာအလီနာရဲ့ရှေ့ဆက်ရမယ့်လမ်းအတွက်လမ်းပြချေတစင်းခလာခဲ့ပြီးသူ့ရဲ့ဆုံးဖြတ်ချက်တိုင်းကိုလမ်းညွှန်ပေးခဲ့ပါတယ်ကဲအခုအဓိကဆုံးဖြတ်ချက်ချခဲ့တဲ့အခိုက်အတန့်အဲ့ဒီအချိန်မှာဖြစ်ပေါ်ခဲ့တဲ့ဒီဟောင်းနဲ့တယောက်စန့်ကျင်နေတဲ့ခန်းစားချက်တွေအကြောင်းကိုလင်းလံကြည့်ကြရအောင်အပြောင်းလဲဆိုတာကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ပြီးသွားတာမှမဟုတ်တာဒါခြေလန်းနဲ့အများကြီးနဲ့ဖွဲ့စည်းထားတဲ့ခရီးတစ်ခုပါအလီနာရဲ့ခရီးကတော့သူ့ဖွားရဲ့တိုက်ခန်းလေးကိုရှင်းလင်းရင်အတိတ်ကိုနှုတ်ဆက်ရာကနေစတင်ခဲ့တာပေါ့အလောကထက်လိုက်တဲ့အခါသူမျောလင့်ထားတာကကြောက်ရွံ့မှုဖြစ်ကောင်းဖြစ်နိုင်ပေမဲ့တကယ်တမ်းအရင်ဆုံးခံစားလိုက်ရတာကတော့ဖခုံးပေါ်ကဝန်းချိုဝန်းပိုးကြီးတစ်ခုလုံးကျသွားတယ်လို့မျိုးကြီးမားတဲ့သက်သာရရမှုပါပဲဒါပဲအဲ့ဒီသက်သာရမှုကကြာမခင်ခဲ့ပါဘူးလွတ်လပ်မှုနဲ့အတူအနာဂတ်မသေးချမရမှုတွေနဲ့စိုးရိမ်ပူပန်မှုတွေကချက်ချင်းဆိုသလိုရောက်လာခဲ့ပါတယ်ငါဖေးဆက်သွားရမလို့ဆိုရင်မိခွန်းကသူ့ကိုချောက်လက်နေခဲ့ပါတယ်အနာဂတ်ကမသေးချခဲ့ပြီမဲ့အလီနာဟာတတိရှိရှိနဲ့ရှေ့ဆက်ခဲ့ပါတယ်အဲ့ဒီမှာပဲသူဟာပျော်ရွှင်မှုဆိုတာကြီးကြီးမားမားຢာတွေမှာမဟုတ်ပဲယူရှင်းတဲ့ຢာလေးတွေမှာရှိနေမှန်းရှာဖွေတွေ့ရှိသွားခဲ့ပါတယ်သူ့ရဲ့ကဘာတင်မှာပျော်ရွှင်မှုဟာမနက်ခင်းလေခွင်းတွေကလေနူးအေးရဲ့ရနက်ကိုယ်တိုင်ချက်တဲ့ဟင်းတစ်ခွက်ရဲ့အရာသာစာအုပ်တီအုပ်ချင်းမှာနစ်မျောသွားရခြင်းလို့ရိုးရှင်းတဲ့အရာတွေဖြစ်လာခဲ့ပါတယ်ဒါတွေဟာတင်းငယ်ပေမဲ့သူ့ဘဝကိုပြန်လည်ပြည့်စုံစေခဲ့တဲ့အရာတွေပါပဲသူ့ကိုတကယ်တမ်းကူစားပေးခဲ့တာကတော့အရာနှစ်ခုပါပဲတစ်ခုကအေးချမ်းတဲ့တဘာဝတရားနဲ့နောက်တစ်ခုကလူသားလေးချားကနှွေးထွေးတဲ့ဆက်ဆံရေးလေးပါဒါတွေဟာသူ့အတွက်ခွန်အားရဲ့အရင်မြင့်တက်ကြီးထိလာခဲ့ပါလေအလီနာရဲ့ခီလန်ကိုပို့ပြီးနားလဲဖို့အတွက်သူ့ရဲ့ခံစားချက်တွေကိုပုံဖော်ပေးခဲ့တဲ့စကားလုံးတချို့ကိုလေ့လာကြည့်ကြရအောင်ဒီစကားလုံးတွေကသူ့ရဲ့အသွင်ကူးပြောင်းမှုကိုနားလဲဖို့အတွက်တိုးချက်တွေပါပဲပထမဆုံးစကားလုံးကတော့ monotonous ပေါ့ဆိုလိုတာကငင်းငွေ့စရာကောင်းတာပါဒါကတော့သူ့ရဲ့မျိုးပြဘဝရဲ့အနည်းချုပ်ပါပဲနေ့ရက်တိုင်းဟာအရင်နေ့ရဲ့ပုံတူတစ်ခုလိုထပ်နေတာပဲဖြစ်နေခဲ့ပါပဲနောက်တစ်ခုက fleeting ခဏတာပေါ့သူ့ဖွားရဲ့ဆုံးရှုံးမှုကဘဝဟာဘလောက်တောင်တိုးတောင်းပြီးတန်ဖိုးရှိတယ်လဲဆိုတာကိုသူ့ကိုသင်ပေးခဲ့ပါတယ် relief အတရတာတော့ဒါကတော့အလိုပါထွက်ပြီးတော့သူ့ရဲ့ပထမဆုံးခံစားချက်ပါဖျားတွေအလုံးကနေလွမြောက်သွားတယ်လို့ခံစားခဲ့ရတာပါပြီးတော့ anxious ပေါ့စိုးရိမ်တော့ကရောက်တာလွတ်လပ်မှုနဲ့အတူကြောက်ရွံ့မှုကပါကပ်ပါလာတာမျိုးပါရှစ်ဆက်ပါလို့ရမလဲဆိုတာမသိရဲ့အခါစိုးရိမ်စိတ်ကဝင်လာတာပါပဲ dash စိမ့်ဆိုတော့ကွန်ကရစ်တော်ကနေစိမ့်ဆူဆိုးပြနေတဲ့သဘာဝတရားစီကိုရောက်သွားတာဟာသူ့ရဲ့အမြင်အာရုံအတွက်ရောစိတ်ဝိညာဉ်အတွက်ပါအပြောင်းလဲကြီးတစ်ခုဖြစ်ခဲ့ပါတယ်။နောက်ဆုံးတစ်ခုကတော့ the vibe ပါနေရာတစ်ခုရဲ့ခံစားမှုအငွေရဲ့တက်ပေါ့မြို့ကြီးရဲ့အရင်လိုမှုနဲ့ရွာလေးရဲ့အေးချမ်းမှုကြရဲ့ကွာခြားချက်ဟာအတိုင်းထက်အလွန်ပါပဲ။ဒါဟာလေထုတို့မှာတောင်ခံစားလို့ရတဲ့ခြားနာမှုမျိုးပါ။အဆုံးမှာတော့အလီနာရဲ့ဇလိုင်းကပြသနေတာကတော့
ကျိုးပဲ့သွားတဲ့အရာတွေအရင်ကပေါ်လာပါပြီးခိုင်မာလာနိုင်နေဆိုတာပါပဲနာကျင်မှုတွေကအဆုံးသတ်မို့ပဲခွန်အားအသစ်နဲ့အလားတရားအသစ်ရဲ့အစလည်းဖြစ်နိုင်ပါတယ် အလီနာကတော့သူ့ရဲ့ပျော်ရွှင်မှုကိုရိုရှင်တဲ့အရာတွေမှာရှာတွေ့ခဲ့ပါတယ်ဒီဇလန်လေးကိုနားထောင်ပြီးတဲ့အခါစဉ်းစားစရာတစ်ခုကတော့ဘယ်အရာတွေကတကယ့်ကိုပျော်ရွှင်စေပြီးခွန်အားဖြစ်စေတယ်လဲဆိုတာပါပဲ